cái gì này đã nó sao đây nó sao lại biến đã không nhân ba của nhà đá đã trên trên ba nó đi khui chả đó thì đắp cái gì trên ngoài qua với liu cho qua qua bị đó nó được lấy gì của nó ăn cũng sao bị đó rồi vay bị em nó ra xuế xa xa là nè trên này đi quay cả nhà bị nó nhà bị rồi xem ăn cái bếp nhà đi tôi nghĩ là biểnပြန်နေတယ်ဆိုတော့ကနော်အထက်ဆန်ကပပြားလေးကိုကိုင်အဖျားလေးကိုချိုးနော်ချိုးပြီးရင်ဒီမှာလာတယ်ပြီးတဲ့ခါကျရင်တုပ်ပြီးလို့ရှိရင်သူကထက်ဆန်ကပပြားလေးကိုတော့ခါဟိုတောက်ဘလောက်စားတာဒီထက်ဆင်လေးကိုသူဆွဲပြီးချုပ်တဲ့တော့ခါမှာစီစီလေးနေတယ်ပေါ့နော်အဲ့တော့ဒါလေးချက်ခဏရထားတယ်ခဏနားထားကဲအဲ့တော့ဒီမှာတောက်ကလေးတွေနားရောက်ပြီတောက်ကလေးနားရောက်ရင်တောက်ကလေးတွေကိုမျက်နှာချင်းဆိုင်နော်မျက်နှာချင်းဆိုင်ပြီးတော့အထက်ဆင်လေးကိုဆွဲပြီးတော့အောက်ကဒီတောက်ကလေးတွေကိုလည်းလေးမခိုးအောင်လည်းဖြန့်ပြီနော်ဒီစိတ်ရှုပ်အထက်ဆန်လေးကိုနည်းနည်းတဲတန်ဆွဲရမျိုးမဟုတ်ဘူးနည်းနည်းဆွဲမလေးဆွဲရှုပ်ပြရမယ်အထက်ဆန်ဖြန့်တကယ်လို့သူ့ရဲ့ပိတ်သားကိုသုံးမယ်ဆိုရင်ကပတ်ပြားက3လက်မညှက်ရမယ်နော်သူ့ပိတ်သားလေးနဲ့တူပဲကပတ်ပြားပြန်တက်မယ်ဆိုရင်3လက်မညှက်ရမယ်နော်တောက်လေးတွေတွေ့တဲ့အတွင်းချမ်းဘက်ကဆရှုပ်တယ်ဆိုတာကိုလည်းကြည့်ပြီးသားပြီးတော့အလှဘက်ကကကပပြားနော်ဆုံးတဲ့ခါကျတော့လေကိုယ့်ရဲ့အထက်ဆင်လေးကိုနည်းနည်းဆွေဖြတ်ပြီးရင်အတွင်းဘက်လေးကိုခောက်ထည့်ကပတ်ပြားအကျန်းတစ်ကြောင်းရပြီအကျန်းတစ်ကြောင်းရပြီးတော့ဟိုဒီဘက်လေးတွေကိုပြန်ပြီးတော့စစ်ပေါ့နော်ဒီနေရာမှာနော်ဒီလိုစမရလည်းညူတယ်ကွယ်နော်ဖောင်းနေရတယ်ပါလေဆိုလို့ရှိရင်တော့ဒါလေးခိုးတယ်ပေါ့နော်နည်းနည်းလေးပြန်ဖြုတ်ပြီးတော့ပြန်ပြီးတော့အစင်ပြာလုပ်ပေးရမယ်ကဲဒီဘက်ရောက်ပြီးအလှဘက်ကိုရောက်ပြီးဆိုတော့ဒီမှာအထက်ဆင်ကိုဖြန့်တဲ့ခါကျရင်ဒီမှာနော်အထက်ဆင်လေးကိုနှခမ်းတိမ်ပြီးဒီကောင်ပါလာအောင်ရှိုးမှမျိုးမဟုတ်ဘူးเนาะပြီးတော့ဒီလိုလေးလည်းတက်မှာမဟုတ်ဘူးเนาะကိုရှိုးတဲ့နေရာအဲ့ချုပ်စာလေးနဲ့เนาะကွက်တီအဲ့လိုမျိုးလေးဟာပြီးတော့ခောက်ထည့်တဲ့ခါမှာဒီအပြားလေးကတလက်မရှိဖို့လိုတယ်เนาะအဲဒါလေးကိုလက်ဟိုပင်လေးထိန်းချုပ်တာကောင်းတယ်ဘာလို့ဆိုတော့လိန်တက်တယ်ပေါ့နော်ဟိုရှားလေးစားထားတော့ဖြောင်းဖြောင်းမဆုပ်ရတဲ့ခါကျလိန်တက်တယ်အဲ့နေရာလေးမှာတစ်ချက်တစ်ထင်းပြီးလို့ရှိရင်ဒီမှာနော်ဒီလေးရှုပြီးတော့ဒီနေရာလေးမှာပင်ထင်းနော်ပင်အထင်းရမယ်ထင်းပြီးတဲ့ခါကျရင်ဟိုတစ်ချောက်လုံးအဲ့လိုစစ်ချီလေးထင်းသွားပြီးရင်ဒီလိုလေးပြီးကိုအောက်တစ်ချမ်းချပြီးတော့ဒီနှခမ်းသားလေးတက်ပြီးတော့